ပြီးပါဒီနေ့ပါအကြောင်းပြောမလဲဆိုတော့မနေ့ကပေါ့နော်ဒီစာအုပ်လေးဖတ်နေရပါတော့စာအုပ်လေးဖတ်နေရအချိန်မှာဒီစီလို့ဧည့်သည်တယောက်လာတာပေါ့ဒီရဲ့အသေးတယောက်လာဒီတယောက်လာပြီးတော့ခါကျစာအုပ်ကိုသူက random ပဲပေါ့ဒီလိုဖွင့်ချလိုက်တာဖွင့်လိုက်တဲ့အချိန်မှာစာအုပ်ထဲမှာပဲရေးထားလဲဆိုတော့အဲ့လိုကြာရှုံးနေကြပေါ့နော်ကြာရှုံးမှုတဲ့လူတွေကအောင်မြင်ဖို့အတွက်ကိုပြီးနီးစပ်ပါတယ်ဆိုပြီးတော့လူရေးထားတာလေးကိုတွေ့လိုက်တယ်အားနဲ့ तू ကတခါတည်းပဲပေါ့ချက်ချင်းပဲ तू ဘာမှမစဉ်းစားမနဲ့ငါစကားထားပြောလဲဆိုတော့ဒါဆိုငါတို့ကအမြဲတမ်းပဲကြာရှုံးနေရတော့မှာပေါ့တဲ့အောင်မြင်ခြင်းနဲ့ဆိုရင်တဲ့တော့အဲ့လိုမျိုးဒါရိုးလေးပြောလိုက်တာကွာ तू ဘာမှလည်းမစဉ်းစားဘူးတကယ်တော့ तू လည်းစဉ်းစားတတ်တဲ့လူတယောက်ပါပဲဒါပေမဲ့ဒီလိုဟာတာအနေနဲ့ပဲဖြစ်ဖြစ်အဲ့ဆိုငါတို့အမြဲတမ်းပဲအရှုံးပေးနေရမှာအမြဲတမ်းကြာရှုံးနေရတော့မှာလားတဲ့ငါတို့အောင်မြင်ခြင်းနဲ့ဆိုရင်ဆိုတော့အဲ့ချိန်မှာ V ကလည်းV ကအဲ့ချိန်မှာဗာလဲဆိုတော့အမြဲအဲ့လိုအရင်တွေးပြီးတော့မှပြောလိုက်တာမဟုတ် V လည်းပေါ့ပပလေးပဲပြောလိုက်တာပြောလိုက်လဲဆိုတော့မဟုတ်ဘူးလေလို့အမြဲတမ်းကြာရှုံးနေမှာအောင်မြင်တာမျိုးဆိုလိုတာမဟုတ်ဘူးလေလို့ဆရာလောက်တာလည်းမဟုတ်ဘူးနော်ဒါပေမဲ့ကိုရီအဲ့လိုခင်မင်းနေတဲ့လူဆိုတော့ပြောနေကြလို့ဆိုတော့အဲ့လိုဆိုဒီလိုမျိုးဆွေးနေတဲ့ပိုင်းထိလည်းမသွားဘူးပေါ့ဒီတိုင်းပို့ပို့ပါစကားပြောရင်းနဲ့ပြောဖြစ်ကြတာဆိုတော့အဲ့ဒီဘောမျိုးပြောတာမဟုတ်ဘူးလေလို့ဘာကိုပြောတာလဲဆိုတော့လို့စာအုပ်ဆိုတော့ဒီမှာစာအုပ်မှာကရေးထားတာကလို့တိတိပပအကုန်လုံးမရှင်းဘူးလေမရှင်းမဲနဲ့သူကအဲ့လိုစာကြောင်းလေးတစ်ကြောင်းလိုမျိုးပဲရေးတာ哦တောင်းမှပြန်ပြီးအကျယ်ချဲ့ပြီးတော့အဲ့လိုမပြောဘူးကွာအဲ့စာအုပ်ထဲမှာကြာအဲ့လိုဆိုတော့ तू ကပြောချင်တာစာအုပ်ထဲမှာကအဲ့လိုအောင်မြင်တဲ့လူတွေကကြာရှုံးတဲ့နေရာနေလာတာပဲပေါ့အဲ့လိုမျိုးဆိုအဲ့ဒါဘာလို့လဲဆိုတော့လို့လူဆိုတာကခဲနဲ့ကြုံဘူးမှလောက်တိုင်းအမြဲတမ်းအောင်မြင်တယ်ဆိုတာမရှိဘူးလေကြာရှုံးတဲ့အခါမျိုးတွေရှိရဲခက်ခဲကြုံရတဲ့အခါမျိုးတွေရှိရဲဒါမျိုးတွေနဲ့ကြုံရတဲ့အခါမှာပဲဥမာခက်ခဲတယ်ဆိုလို့ရှိရင်လည်းဟုတ်ပြီဒီအခက်ခဲနဲ့နောက်များဆုံးခဲ့ရင်နော်နောက်များတွေ့ကြုံရမယ်ဆိုရင်ငါတို့ဘယ်လိုဖြည့်ရှင်းသွားရမလဲဆိုတော့ idea မျိုးပေါ့နော်ဒီအခက်ခဲကနေလမ်းနဲ့ပြန်လောက်သွားရတာလို့ပြီးတော့မှတကယ်လို့ကြာရှုံးတယ်ဆိုလို့ရှိရင်ငါဘာလို့ကြာရှုံးလဲဆိုတော့အကြောင်းရင်းကိုရှာတက်လာတာပေါ့နော်ဆိုတော့ဒါကြောင့်မို့လို့ကြာရှုံးတာတွေခဏကြုံရတယ်နော်လှုပ်တိုင်းမဖြစ်တာတွေအများအပြားဖြစ်တယ်ပေါ့နော်လှုပ်တဲ့ခါတွေမှာဆိုလို့ရှိရင်လည်းတစ်ခါတည်းနဲ့မအောင်မြင်ဘူးအဲ့လိုလူမျိုးတွေရမှာပဲတစ်ချိန်မှာအခုအောင်မြင်တဲ့လူတချို့တော်တော်များများကလည်းအခုထလို့အခုအောင်မြင်ကြတာမဟုတ်ဘူးလေဆိုတော့သူတို့ကဒီအခက်ခဲကနေမှလမ်းနဲ့ပြန်လှုပ်သွားတယ်ပြီးရင်ဘလို့အကောင်းဆုံးဒီလမ်းနဲ့ဒီ solution ကိုထုတ်မလဲဆိုတာတွေကိုသူတို့ဖြေရှာတယ်เนาะအဲ့ဒီကနေမှဘလို့အကောင်းဆုံးသွားလဲဆိုတာတွေကိုအဖြေရထွက်လာပြီးတော့မှနောက်ပိုင်းနေဘလို့ဆင်ကျင်သွားရမလဲဘလို့ study နဲ့သွားရမလဲเนาะအဲ့လိုလေးတွေကိုမှ landing ပြန်လုပ်ပြီးတော့ဒီအောင်မြင်နေဆိုတဲ့နေရာကိုရောက်တာပေါ့နော်ဒီကတော့အဲ့လိုပြောလိုက်တယ်ပေါ့ဆိုတော့ဟုတ်ပြီဒါဆိုရင်အောင်မြင်ဖို့အတွက်ဆိုရင်စိတ်ရှည်ရတယ်နောက်ပြီးတော့ဒီခက်ခဲတွေပေါ်မှာကိုကခံနိုင်ရရှိရတယ်ပြီးရင်ကြာရှုံးပြီးတော့လဲ landing ပြန်မလုပ်တဲ့လူကဒီ success ဆိုတဲ့နေရာကိုမရောက်ဘူးဆိုတော့ failure ပေါ့နော်ကြာရှုံးတဲ့နေရာနေဆက်သွားဖို့ဆိုလို့ရှိရင်လဲအခုချက်ချင်းပြန်ပြီးအောင်မြင်တာလည်းမဟုတ်ဘူးဆိုတော့ဆက်ပြီးတော့သွားရမယ် step တွေအတိုင်းမှာလဲ failure ဖြစ်လာတဲ့အခါမျိုးတွေမှာဆိုရင်လဲကိုယ်စိတ်ကိုအကောင်းဆုံးပြန်ပြီးတော့ပြုပြင်မွမ်းမံเนาะနီလန်းတွေကိုထပ်ပြီးရှာဖွေဒီလိုနဲ့သွားရတဲ့အချိန်မှာ consistency ပေါ့တက်မှတ်နဲ့အဲ့လိုလုံးလာဝိရိယရှိပုံမှန် design မှတ်ဆက်ပြီးတော့ဒီပန်းနိုင်ကိုဆက်လျှောက်တဲ့လူကဒါအောင်မြင်တဲ့နေရာကိုလျှောက်တာလို့ဒါဒီနေ့ပြောမယ့်အကြောင်းအရာလေးဒီအကြောင်းအရာလေးပါဟုတ်ပြီဒါဆိုလို့ရှိရင်လူတိုင်းမှာကအဲ့လိုမျိုးအခက်ခဲတွေကြုံရတယ်ဆိုရင်တချို့ကြတော့အဲ့လိုအရန်စိတ်တက်ကြသွားပြီးတော့ပြန်မထတော့เนาะပြန်မထတော့ဘူးလဲတဲ့နေရာနေပြန်မထဘူးတချို့ကြတော့လည်းဒီຢာကိုမေးပြလိုက်တယ်ဒီຢာနေလမ်းနေပြန်ပြီးယူ
လမ်းလေးပြန်မယူတဲ့ခါကျတော့နောက်တစ်ခါထပ်ပြီးတော့တခြား process တစ်ခုနဲ့ပြဿနာ problem ထပ်ဖြစ်လာတဲ့ခါကျတော့လည်းထပ်ပြီးပြိုလဲပြိုလဲအဲ့လိုမျိုးတွေနဲ့ပဲဖြစ်တာပေါ့နော်ဒီတန်တရားကနေနေတာပေါ့ဆိုတော့ဟုတ်ပြီကြာရှုံးတယ်ခက်ခဲတွေ့တယ်ဆိုလို့ရှိရင်လမ်းလေးပေါ့ဒီအရာကနေမှငါဘာကိုအစိုးရအကောင့်ပေါ့ငါဘာကိုပြန်ပြီးတော့ငါအတွက်ကိုကြံအောင်ပြန်ပြီးလုပ်မလဲပေါ့နော်အဲ့လိုမျိုးဆိုတော့အခက်ခဲရလဲကြုံရသေးတယ်ဒီအခက်ခဲကနေလဲကိုကမတင်ယူဘူးဒီအခက်ခဲကနေလဲကိုကအကျိုးမြတ်ပြန်ပြီးမထုတ်တတ်ဘူးဆိုရင်ဘဝမှာနှစ်ခါကိုကကြရှုံးတယ်နှစ်ခါကိုကပို့ပြီးတော့နားတယ်အထိနာတယ်အဲ့အတွက်ကြောင့်မလို့ကိုဒီနေ့ဗီဆွေးနွေးပေးမယ့်အကြောင်းအရာလေးကတကယ်လို့အခက်ခဲတွေကြုံလာမယ်ကြရှုံးတယ်ကိုကြီးမှန်းထားတဲ့အရာတွေကချက်ချင်းမဖြစ်သေးတဲ့ဒီလက်ခုလက်လိုမျိုးဒီအချိန်တွေမှာဆိုရင်ပြဿနာတွေကိုဘယ်လိုမျိုးတွေးမလဲစိတ်ကိုဘယ်လိုထားမလဲဟုတ်ပြီဘယ်လိုမျိုး consistency ထပ်ပြီးတော့ step by step ဆက်ပြီးတော့failure ဖြစ်ခဲ့ရင်လမ်းလေးပြန်လုပ်ပြီးတော့ရှေ့ဆက်မလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကြာရှုံးမှုရဲเนาะအခက်အခဲဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးစိတ်တက်ပြိုလဲစရာတွေရှိခဲ့တဲ့အချိန်တွေမှာဘယ်လိုအကောင်းဆုံးလှုပ်ဆောင်ကြမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒီကတိုင်မင်းဆွေးနွေးပေးမှာဖြစ်ပါတယ်ဒီလိုအရာမျိုးတွေကဒီတိုင်းကြုံနေရတယ်ကြုံမှုတဲ့ကိစ္စတွေပဲဖြစ်တဲ့အတွက်ကြောင့်ကဲလို့ဒီနဲ့ဆိုအချိန်ပေးပြီးစကားလေးတွေပြောချင်တယ်တိုင်မင်းချင်တယ်ဆွေးနွေးချင်တယ်ဆိုရင်တော့ဒီကဖိတ်ခေါ်ပါတယ်เนาะဒီရဲ့ဒီ free consultation ကတော့ every Monday to Friday နေ့လယ်9:00 4:00ရှိပါတယ်။ကျန်တဲ့အချိန်များပေါ့နော်ဒီအချိန်တက်မဟုတ်ပဲねကျန်တဲ့အချိန်ဒီ client ဘက်ကနေမှသူတွေ့ကြုံနေတဲ့အချိန်မှာပဲချက်ချင်းsolution ထုတ်ချင်တယ်ပေါ့နော် counseling လိုအပ်နေတယ်ဆိုလို့ရှိရင်ဒီရဲ့ chat box မှာလာပြီးတော့ပြောလို့ရပါတယ်ဒီအတွက်လည်းအချိန်ပေးပါတယ်ပေါ့နော်အချိန်ပေးပါတယ်ပေါ့နော်ဆိုတော့အားလုံးပဲကြာရှုံးတဲ့နေရာမှာပြန်ပြီးတော့ထားတဲ့အခါမှာလည်းနော်ပြန်ပြီးတော့ထားတဲ့အခါမှာလည်းပန်းနိုင်ထိရအောင်သွားနိုင်ဖို့အတွက်ဒီလက်ပြုံနေတဲ့ဒီအဆိုးတွေထဲကနေကိုယ့်အတွက်အကောင်းကိုပြန်ပြီးစစ်ထုတ်နိုင်တဲ့နော်ပြန်ပြီးစစ်ယူနိုင်တဲ့နော်လူတွေဖြစ်ဖို့ရဲ့နောက်ပိုင်းဆိုရင်လည်းရှေ့ဆက်မဲ့လန်ခီတွေခြေလမ်းတွေတိုင်းမှာလည်းဒီအရာတွေကကိုယ့်အတွက်အထောက်ပံ့နေဖြစ်စေအောင်လုပ်နိုင်တဲ့လူတွေဖြစ်ကြပါစေလို့ဗီဂါဆုမကောင်းတောင်းပေးပါတယ်အားလုံးကိုဖိတ်ခေါ်ပါတယ်